မညီမလေးညဒီနေ့အလုပ်ဆင်းတာနောက်ကြလာတာ2000ဖြတ် ဘလို့နောက်ကျတာလက်စား2000ပြတ်မယ်ညီမလေးရတဲ့လက်စားပြီးတရက်မှာ1000ပဲရတယ်အခုက2000ပြတ်မယ်ဆိုအိတ်ထဲအောင်စရမယ်ဖြစ်နေ အခု2025မှာဘယ်သူမှနောက်ကြလို့မရတော့နော်စီကံတက်လားကြားလား အော်ဟိုမှာသူတို့လည်းနောက်ကြတယ်ဟိုမှာသူတို့လည်းဖြစ်ဟိုမှာသူတို့လည်းနောက်ကြတယ် သူတို့ကဖြတ်ဆရာမလို့သူတို့ကညနေကြလို့ရှင်သူတို့ညောင်ကငါ့ကိုထမင်းလိုက်ကြည့်ညောင်ကငါ့ကိုထမင်းလိုက်ကြည့်ငါထမင်းကြည့်လို့ တွေးပါဘာလို့ကြရမလဲ မကြည့်ဘူးလားအေးရောညနေကြရင်အိတ်ရှာရှိပါ2000သွားဆောင် အင်တာနက်တက်တဲ့ဟာကိုတပေါင်းအောင်ထက်တယ်ကိုကျော်ကြီးပဲပြောကြည့်အင်တာထဲမှာ CCTV လည်းမရှိဘူးဗျာ CCTV လည်းမရှိဘူးဗျာဂျာကြီးကဘယ်လိုသိရ ဓာတ်ရုပ်ကိုတင်ပြလိုက်တာလေမင်းအိမ်သားထဲမှာ3မိနစ်လောက်အိမ်သားတော့တိုင်ရရဟောင်းမင်း2နာရီလောက်တော့ထိုင်နေတော့1000ဖြတ်ခံရတာမင်းနဲသေးရဲ့ကံကောင်း အခုလူရောဟုတ်သေးရဲ့လား ဟုတ်တယ် ဟုတ်ပြီဒီနေ့ဒီချမ်းစားပြီးတော့ကျွန်တော်လက်ဝဲကိုပုံမှန်နေမယ်ဘာလုပ်9မိနစ်ကြိုလုံးမယ်ကျွန်တော်ဘာကောင်လဲဆိုတော့ကြည့်ကြသေးတာကြည့်ရတာပေါ့ လက်စီ ဟောလက်ဝဲနဲ့ရောဟာလက်ဝဲရောလက်ဝဲဆက် လက်ဝဲဆက်ကညီလေးကုမ္ပဏီရဲ့အရေးကျိုးပစ္စည်းမို့လို့ငါမနာကမိကန်တက်တာနဲ့ထည့်ပြီးသိမ့်ပလိုက်ငါမနာကမိကန်တက်တာနဲ့ထည့်ပြီးသိမ့်ပလိုက် ဟောရရဟိုဖုန်းနဲ့ပဲနေလိုက်တော့ ဖုန်းနဲ့200အောင်လည်းညီလေး Wi-Fi ရအောင်ကုမ္ပဏီက Wi-Fi သုံးလို့မရဘူးဖြစ်မှာကျိုးပြတ်သွားတယ်ဖြစ်မှာကျိုးပြတ်သွားတယ် ဟာ ညီလေးမင်းအဲ့လောက်ပညာလေးနဲ့မင်းတက်မလားနဲ့တောက်ထထဲလိုက်ချာအေးကျော်ဒီမှာဒီတစ်ပတ်ဆက်ထားတဲ့စင်ရအားလုံးပဲဆက်အေး ဟုတ်တယ်နော်အတန်နာပါလေဒီတစ်ခေါက်မင်းစစ်ဆေးချက်လေးတွေမစိုးဘူးငါတွက်ကြည့်လိုက်တာဆိုရင်ဝန်ထမ်းတွေကိုလာတာမပေးပေးနဲ့တောင်ရတယ် ဂျာကြီးအမှန်တခုလို့ရှိတယ်။ဒီဟာကသူတို့ကကျွန်တော်ဖြတ်မှန်းလို့လာမလို့အချိန်မှန်းလာတယ်လား။အချိန်မှန်းလာတော့မှဖြတ်ရတာတိတ်ပြန်ခံတော့ ဟာနင်းရလဲကွာအဲ့ဒါလွယ်လွယ်လေးပါအဲ့ဆိုဒီလိုလို့အချိန်ကိုနည်းနည်းဆက်ပြီးတော့ကြုံလိုက်ပေါ့ကွာ ဘယ်လိုကြုံ ဥမာကွာမဖြစ်နိုင်တဲ့အရာပေါ့ဥမာရေထည့်တာကအရင်တော့4စက္ကန့်ဆိုရင်အခု2စက္ကန့်ပဲအိမ်သာတက်ရင်အရင်တော့5မိနစ်ဆိုရင်အခု2မိနစ်ပဲဒီလိုလုပ်လိုက်ပေါ့ဟာမင်းကလေလူဟောင်းဖြစ်ပြီးတော့လေအဲ့လိုတေးသေးမမကိစ္စနေပြတာငါလိုက်ပြောနေရတယ်ချိုးကြီးခုချိန်အားထားပြီးတော့ဒီစီကံကိုဘယ်သူမှမဆိုအကုန်လိုက်လာရမယ်ဒါပဲ โอเคဟုတ်ဂျာကြီးကျွန်တော်ဒီဖိုင်လေးပြန်တော့ အေးဟုတ်ပြီ ကောင်းပြောတယ်2025မှာငါဝန်ထမ်းတွေကိုလာတာတော့ပေးရမလို့တော့ပဲ ဂျာကြီးအိမ်သားတက်တာ9မိနစ်ကျော်သွားပြီရော့ညနေကျရင်အမှတန်းအပေါ့ဟောချောင်းမယ်ဒါလေးပေါက်တာတော့ဘာလို့စင်းလာမတင်နဲ့အိုက်စီကဂျာကြီးထုတ်2000နော်2000နော်ဒီတော့မယ်